ကဲအရှင်မတို့ရဲ့ကြက်ရခိုင်ရှိကိုမရိုက်နှံမှုမွေးလေးနဲ့ရှုရှင်းပွင့်ထွေးဆက်စားကြမယ်ရှင်အရင်ဆုံးရေစဲပြီးသားကြက်သားလေးတွေကိုရှင်းမေအိုးထဲတစ်ခါလေးထည့်လိုက်ပါမယ်အရသာဝင်အောင်စားစနွမ်းအရှုံမှုငံပြရေးထည့်ပြီးတော့နေထားလိုက်ပါမယ်ပြီးရင်စီသုံးစုံထည့်ပြီးတော့ခဏလေးနှက်ထားပါမယ်ကဲပြီးရင်တော့ကြက်သားထည့်ဖို့ငရုတ်သီးထောင်းပါမယ်ကြက်တုံဖြူနီးခြင်းငပိကိုတစ်ခါလေးထည့်ထောင်းပါမယ်ရှင်ထောင်းတဲ့အခါထောင်းရလွယ်အောင်ကြက်တုံတွေကိုတေးသေးလေးတွေထိထားလိုက်ပါမယ်ငရုတ်သီးကိုစနွမ်းမှုထည့်ပြီးအရင်ထောင်းပါမယ်ငရုတ်သီးညစ်ပြီးဆိုမှကြက်တုံတွေထိထားတာလေးကိုငပိထည့်ပြီးထည့်ထောင်းပါမယ်ကဲညစ်ပြီးဆိုရင်တော့ရှင်းမေအိုးထည့်ပါမယ်ပြီးရင်နှက်ဆန်းအောင်နေလိုက်ပါမယ်ဆုံစည်းရဲ့အနည်းငယ်ထည့်ပြီးရင်တော့ရှစ်ပါတော့မယ်ရှင်ငရုတ်သီးဆက်ဆက်လေးလေးပပယ်လေးရှစ်တာကငပိအနေတို့ဖြစ်နေမှာပါပို့ရင်တော့စားမကောင်းပါဘူးရှင်ရှစ်လာလိုက်တာအသားထက်ကထွေးတဲ့အရေးတွေလေးခန်းလာပြီးဆိုရင်မင်းရောကိုချိုးချပြီးတော့စီပြောင်းရှစ်ပါမယ်ကဲအနက်လေးကလေးမှုှလာပြီးဆိုရင်ရေနွေးကိုကိုလိုတလလုံးထည့်ပြီးတော့ရှစ်ထားလိုက်ပါမယ်ရှစ်လာလိုက်တာအသားလေးနိုးပြီးအရသာမြေကြီးတော့ပို့နေတာနဲ့စားနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်တော့ငရုတ်သီးဆက်ဆက်ရှစ်ထားတာနဲ့လိုက်ဖိတ်တယ်မရိုက်ပင်ကိုထည့်လိုက်ပါမယ်ဒါဆိုရင်အနက်မမွေးလေးနဲ့အရန်စားကောင်းလေးဟန်တစ်ခွေကိုရပါပြီဆိုရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်